မင်းဟင်းဒီအားလုံးအစင်းနဲ့ပြင်ပြီးနော်ဟုတ်မယ်မေသူတို့လည်းလာနေပြီတဲ့နေပါသမီးကတကယ်ချင်းနေနဲ့တွေ့ရမှာဘာလို့အလှရဲ့အဲ့လောက်ပြန်တာအော်မမေကလည်းသမီးကသမီးတငယ်ချင်းတွေအိမ်ဖိတ်ပြီးထမင်းကျွေးရလေအဲ့တော့အိမ်ရှင်ဖြစ်တဲ့သမီးကညတိညဆုပ်ကြီးဖြစ်နေသူတို့လည်းစားရဘဲအဆင်ပြေပါမလေးအနာနဲ့အစားနဲ့ပတ်သက်တော့လေလုံးဝအားမနာစိတ်ချဟဲ့နေရလဲအများကြီးပဲဝိုင်းနေပဲစားပြီးရင်လည်းအနည်းကိုဝေဖန်ပေးကြအောင်နော်ဟုတ်ကဲ့ပါအနီဟောအစားတောက်တယ်မျိုးမျိုးမေကိုမိတ်ဆက်ပေးဖို့မေမေဒါဆိုရင်နိုင်နဲ့သမီးတို့တငယ်ချင်းတွေတွေ့ရဝမ်းသာပါရဲ့ဟုတ်ကဲ့အနီလှရဲဆိုတာဇူလိုင်ပြောရလို့ကြားရပါမယ်အခုပြင်မှာမြင်တော့မှကြားထန်အောင်ပုံကြီးလာနေတယ်ကျေးဇူးပါတိုင်ငါမေပဲဟောင်းငါလူလှတာပေါ့ဟမ်နင်လှလို့လားနင်အနီလောက်တစ်ဆက်တောင်းမမီနင်နော်တော့ပြန်တော့ငါစတာပါငါတကယ်နဲ့ချစ်ဖို့ကောင်းပါလေချမ်းစားရပြီလားငါလေးတယောက်လာမယ်ဟိုမှာလာပြီဦးငယ်ဒါဆိုရင်နိုင်နဲ့သမီးတို့တငယ်ချင်းပဲတောက်လို့သမီးတို့စားကြတော့မမအောင်နာနဲ့အခုချိန်မှာဂျူလန်ဆူဆူရဲ့တကယ်ကြီးဖြစ်တယ်လို့ဆရာကလည်းဆူဆူရဲ့ဦးလေးပဲဆိုတော့အလုပ်ရှင်တွေဝန်ထမ်းတွေစိတ်ထဲမှာထားမနေနဲ့အခုချိန်ကအလုပ်ချိန်နဲ့မဟုတ်စားတာစားလွယ်လွယ်လေးစားဟုတ်ကဲ့ဟုတ်ကဲ့အနီလည်းတော်တော်ကောင်းလာပဲကျွန်တော်ဆွေမျိုးမေ့ချင်သွားပြီအနည်းတယောက်လေးချက်ထားမှာမဟုတ်ဘူးတရားစုစုဦးလေးရဲ့လက်ရည်လည်းပါအဲ့တောင်ပြောတာပေါ့ငါတို့ဦးလေးကတကယ်ကိုပတ်စုံတော်တာပါဆိုအလုံးလုံးတာလည်းတော်တယ်ဟင်းချက်တာလည်းတော်တယ်အဝိရှော်ကလည်းရတယ်အိမ်သက်ရှည်လောက်တာလည်းရတယ်ငါညီမပြောလို့ကုန်သိပြီသားနိညီမဘယ်နိညီမမင်းတည်လေဟဲ့အောင်ပါမြင်ရလားရုပ်ဒီနဲ့နောက်နေပြန်ပြီအငယ်တို့တကယ်ထင်နေအောင်မယ်သူကအဲ့လိုပဲရုပ်ဒီနဲ့နောက်တက်တယ်ဒီနေ့တကယ်စားကောင်းခဲ့ပါတယ်အနီကျေးဇူးမိုက်တင်ပါတယ်ခင်ဗျာရပါတယ်နောက်လည်းအနည်းထပ်ပြီးတော့ဖိတ်ကြွေးပါအောင်မယ်ဟုတ်ကဲ့အဲ့ဆိုပြန်လိုက်ပါအောင်မယ်အနီပြပါကွယ်ကောင်းလည်းကျူးဆိုင်မောင်းသွားကြအောင်နော်ဟုတ်ကဲ့ပါအနီဒါဆိုကျွန်တော်ခွင့်ပြုပါအောင်ဆိုလဲဟောပြန်ပြီနော်တတာဆရာမဆက်တယ်လို့ပြောပြပါ